Hello ဒီနေ့တော့ခွန်ညိုကဒီမစွဲပြရတာကြာပြီဖြစ်တဲ့ဒီမျက်ခုံးလေးတွေကိုဒီ Hearty Heart ကနေပြီးတော့ဒီ upgrade ထွက်ထားတဲ့ version အသက်လေးနဲ့ထုတ်ထားတဲ့ဒီ product လေးကြီးသုံးပြီးတော့ဆွဲပြသွားမှာဖြစ်ပါတယ်ဒီ Hearty Heart ကဒီ skinny brown လေးပေါ့နော်ဒီဟာလေးကြီးဆိုရင်လည်းဒီအရင်ကတည်းကဈေးကွက်ထဲမှာအရင်နာမည်ကြီးပြီးတော့ဒီမြင်ပူးပြီးသားဖြစ်လိမ့်မယ်တင်တယ်ဒါလေးကကြတော့သူ့ရဲ့ဒီနီးပညာပိုင်းကိုလည်း upgrade လုပ်ထားပြီးတော့သူ့ရဲ့ packaging ကအစပြန်ပြီးတော့ upgrade လုပ်ထားတဲ့ပိုကောင်းအောင်ထုတ်ထားတဲ့ product လေးတွေပေါ့နော်ဒီ Bossy Brown ဆိုရင်လည်းပဲကျွန်တော်တို့အရင်တုန်းကထုတ်ခဲ့မှုတဲ့ပုံစံလိုမျိုးကိုမှထပ်ပြီးတော့သူလည်းပဲနီးပညာအသက်တွေနဲ့ပိုကောင်းအောင်လာတဲ့ဒီ brown ဒီ pencil လေးတွေဖြစ်ပါတယ်ဒါလေးနှစ်ခုကိုဒီຢာလေးနှစ်မျိုးကိုတုံးပြီးတော့ခွန်ညိုကမျက်ခုံးလေးတွေကိုဘယ်လိုမျိုးဆွဲသွားမလဲဆိုတာကိုကြည့်ပြပါအောင်နော်အဆုံးခွန်ညိုကဒီမျက်ခုံးကိုမဆွဲခင်လေးမှာမျက်ခုံးမှာရှိနေတဲ့ဒီဖုံလေးတွေပါလေးတွေကြံမနေအောင်ဒါလေးနဲ့အရင်တက်ပေးလိုက်ပါမယ်ဒီဟာလေးကိုတုံးပြီးတော့ဒီအပြည့်အနားသက်လေးတွေကိုအရင်လိုက်ပြီးတော့ဆွဲလိုက်ပါမယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီကျွန်တော်ဆွဲနေကြအတိုင်းဒီအောက်ဘက်ကဒီမြင်းချောင်းလေးကိုအရင်ကျွန်တော်တို့တန်းလေးတစ်ချောင်းရင်ဆွဲလိုက်မယ်ဆိုရင်04နဲ့06ပေါ့နော်နှစ်ကလာတာဖြစ်ပါတယ်ဒီမှာမြင်တဲ့အတိုင်း04လေးကကြတော့နည်းနည်းလေးပိုဖြော့တဲ့ဘက်ကိုသွားတယ်06လေးကကြတော့အရောင်နည်းနည်းဒီ dark ဖြစ်တဲ့ဒီအမဲနဲ့အညူနဲ့ကြာပေါ့နော် dark brown color ဘက်ကိုပို့ပြီးတော့သွားပါတယ်ဒီမှာခွန်ညွရဲ့စပင်ကာလာနဲ့လိုက်ပြီးတော့အရောင်အရမ်းမရစ်တာကိုတုံးထားတယ်ပေါ့နော်ဒါလေးကိုမြင်မြင်လေးတစ်ချောင်းအရင်ဆွဲလိုက်မယ်ပြီးွားရင်သူ့ရဲ့အနောက်ဘက်ကိုဒီအပြင် cover လေးပေါ့နော်အပြင်ဒီအနားသက်လေးရအောင်အရင်လိုက်ပြီးတော့ဖြည့်ပေးလိုက်ပါမယ်ဒီလိုဆိုရင်တော့ခွန်ညတို့ဒီဆွဲတဲ့အခါမှာသူ့ဒီအန်ဝင်ခွင်ကြလေးဖြစ်သွားပြီပေါ့နော်တော့ဒီ boxy brown ကိုဒီ04လေးကိုပဲသုံးပြီးတော့ခွန်ညုံအတွင်းဘက်လေးတွေကိုလိုက်ပြီးဖြည့်လိုက်ပါမယ်။လာအဖြစ် hot choco နဲ့ choco lover ဆိုပြီးတော့ဒီနှစ်ခုလာပါတယ်4နဲ့6နဲ့ပါ။သူကကြတော့ခွန်ညုံတို့ဒီခဲသားလေးတွေကလည်းတို့ဟာတွေမရှိဘူးသူရဲ့ဒီ pencil လေးတွေကပေါ့နော်။ဆွဲရလဲအရင်အဆင်ပြေတယ်။ချွာတွေဆွဲလိုက်တဲ့အခါမှာဆိုလိမ့်သွားတာတွေရှိတယ်ပေါ့နော်ဒါမျိုးလေးကကျတော့လိမ့်သွားတာတွေမရှိဘဲနဲ့ဒီလိုမျိုးလေးဖြည့်လို့ရတယ်ဒီအရှိတ်လေးတွေကိုလည်းပဲဖွားဖွားလေးနဲ့လိုက်ပြီးတော့ဖြည့်လိုက်ပါမယ်ဒီလိုဆိုရင်အနောက်ဘက်လေးကရသွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အရှိတ်ဘက်ကိုသွားပါမယ်အရှိတ်ဘက်ကိုကြတော့ကျွန်တော်ကခုနကဒီတေးမြင်လေးဆွဲထားတာလေးနဲ့ရှေ့ဘက်ကိုထောင်ပြီးဆွဲသွားပါမယ်ဒီလိုမျိုးမကင်ပါဘူးဒီလိုမျိုးကင်ပြီးတော့ဒီလိုမျိုးဖြစ်သွားမှာပေါ့နော်အဲ့တော့ခဲတံကိုဒီလိုမျိုးပေါ့နော်ဒီလိုလေးသွားပြီးတော့ဒီမျက်ခုံးလေးတွေကိုဒီလိုမျိုးတစ်ချောင်းချင်းစီထောင်ပြီးတော့လိုက်ဆွဲလိုက်ပါမယ်ပြီးတော့ခင်ဗျားတို့ဒီရှေ့ဘက်ကိုလည်းဒီလိုမျိုးလေးလိုက်ပြီးတော့မြင်လေးလိုက်ထည့်လိုက်ပါမယ်ဒီလိုဆိုရင်ဒီအရှိတ်ဘက်မှာပဲအရှိတ်ဘက်မှာလည်းခွန်ညတို့ဒီရှိတလူလေးဖြစ်သွားတာပေါ့နော်လို့ဆိုရင်မျက်ခုံးလေးကတစ်ဖက်လေးပြီးသွားပါပြီနောက်တစ်ဖက်ကိုလည်းခွန်ညဆွဲလိုက်ပါမယ်ဒီလိုဆိုရင်တော့ခွန်ညနဲ့နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်